လေလုယာအထူးကျေးဇူးတင်စကားအနည်းငယ်ပြောကြားပေးချင်တာဖြစ်တယ်။ဩစတြေးလျနိုင်ငံအေဒီလိတ်မြို့ဂျီဇက်ဖမ်မလီအသင်းတော်ချက်ကခမ်ဘတ်မရှင်ဟောက်မှာရှိနေတဲ့ကလေးများအတွက်လာစဉ်ကျင်းငွေထောက်ပံ့ပေးတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်။အေဒီလိတ်မြို့ဂျီဇက်ဖမ်မလီချက်အသင်းတော်ကိုဖျားသခင်သာ၍ကောင်းချီးပေးပါစေ။ယနေ့အသင်းတော်အတွက်အနည်းငယ်ပြန်လည်ပြီးတော့မှဆုတောင်းပေးချင်တာပဲဖြစ်တယ်။ဟာလေလုယာကောင်းမြတ်ဆုံးနေတဲ့ဖခင်နေရစနိုင်ကွယ်ကဆောင်မဖေးမလမ်းပြပေးတော်မူသောဖခင်ကိုတော်တပါးတိတာဖြစ်ပါ၏အေဒီလေးမျိုးဂျီဇက်ဖမ်မလီအသင်းတော်အတွက်အဖဖခင်ရဲ့လက်တော်ထဲမှာဆူတောင်းစက္ကန့်အနံနဲ့ကိုတော်ဖခင်သခင်ဤအသင်းတော်ကနေပြီးတော့မှခမ်ဘတ်မစ်ရှင်ဟောက်မှာရှိနေတဲ့ကလေးတွေအတွက်လာစဉ်ချင်းငွေထောက်ပံ့ပေးတဲ့အတွက်လည်းကျေးဇူးတော်ရှိမွမ်းပါ၏ကိုတော်ဖခင်သခင်ဤအသင်းတော်ကိုလည်းကိုတော်ကောင်းချီးပေးတော်မူပါကိုတော်ရဲ့ဘုန်းတော်ကိုတာ၍ထင်ရှားစေတော်မူပါဤအသင်းတော်မှာရှိနေတဲ့ဆရာမများယုံကြည်သူအသင်းသူအသင်းသားအရောက်ချင်းစီတိုင်းရဲ့အာသက်တာကိုလည်းကောင်းချီးပေးပါ၏အကောင်းမွန်ဆုံးနေထိုင်နေရသောအခွင့်များကောင်းမွန်စွာနဲ့သွာလာလှုပ်ရှားနေရသောအခွင့်များတာ၍ပြင်ဆင်ပေးတော်မူပါကိုတော်ဖခင်ရဲ့ဘုန်းတော်ကိုတာ၍ထင်ရှားစေသောအသင်းတော်ဖြစ်စေပါမည်အကြောင်းလဲဆုတောင်းစက္ကန့်အနံပါတယ်အဖဖခင်ဟာလေလုယာဖဖခင်လာစဉ်ချင်းငွေထောက်ပံ့ပေးတဲ့အတွက်တော်၎င်းကိုတော်ဖခင်ဤအသင်းတော်ရဲ့အပေါ်မှာကောင်းကြီးမင်္ဂလာများတာ၍တက်ရောက်စေတော်မူပါသုံးဆွဲတဲ့သားသမီးရောက်ချင်းစီတိုင်းရဲ့အာသက်တာထဲမှာလဲကိုတော်ဖခင်ရဲ့နိုင်ငံတော်မြတ်ကျေပြန့်ရှင်းရအတွက်အကောင်းမွန်ဆုံးအသုံးပြုနိုင်သောအလူငွေဘဏ္ဍာဖြစ်စေပါမည်အကြောင်းလဲဆုတောင်းစက္ကန့်အနံပါတယ်အဖဖခင်ဩစတြေးလျနိုင်ငံအေဒီလိတ်မြို့မှာရှိနေတဲ့ဂျီဇက်ဖမ်မလီအသင်းတော်ရဲ့အတွက်အဖဖခင်ရဲ့လက်တော်ထဲမှာဆုတောင်းစက္ကန့်အနံတဲ့အခါမှာတပါးဒီသောကယ်တင်ပိုင်ရှင်ယေရှုဖခင်ရဲ့မဟာနာမ၌ဆုတောင်းစက္ကန့်အနံပါတယ်မေတ္တာတော်ရှင်အဖဖခင်